ကျောင်းထမင်းဘူးဘာထည့်ပေးရမလဲစဉ်းစားရအရန်ခက်နေပြီလားမစဉ်းစားနဲ့ဒီလိုမှလာရှန်ကောလေးတာထည့်ပေးလိုက်ကျမသားလေးဆိုကြိုက်လို့နှစ်ပတ်တစ်ခါတော့ထည့်ပေးရခောက်ဆွဲချောင်းနဲ့ကိုကလေးကြိုက်တဲ့အတီးရွေးလေးတွေကိုရောပြုတ်ထားလိုက်မယ်ပြီးရင် sausage ရဲ့အသားရဲ့ထည့်ပါပေါ့နော်အသားကြတော့ဒီမှာ3ထပ်သားကိုမာလာရတာကင်ဖို့အတွက်နှက်ထားတာရှိပြီအဲ့ဒါလေးထည့်လိုက်မယ်ကျန်တဲ့အသားတွေကိုလည်းကိုအဆင်ပြေလို့ထည့်လို့ရတဲ့ပစုံလေးပါလေပေါ့နော်ပြီးကနန်းချောင်းလေးတစ်ချောင်းမှရောပြုတ်လိုက်ပါပြီးစီထည့်ပြီးအသားကိုထည့်ကြော်မယ်ကျွန်တော်တို့တက်လေးပါထည့်ပြီးတော့ကြော်လိုက်မယ်ပေါ့နော်ပြီး sausage လေးပါထည့်ကြော်လိုက်အသားကြတော့ပြုတ်တာနဲ့ကြော်တာလေးကပုံမွေးတယ်ပေါ့နော်3ထပ်သားဆိုစီဖက်လို့စီပြီးပြန်ခတ်ထုတ်လိုက်တယ်ကိုကလေးစားမှဆိုတော့နော်အရန်ဆက်လို့မဖြစ်ဘူးလေအဲဒါမှလာအနည်းလေးကိုနည်းနည်းလေးပဲထည့်တယ်ကျမသားအဆက်လုံးဝမစားနိုင်ဘူးအရောင်းတင်တော့ဆက်တဲ့ကလေးမျိုးဆိုလို့လေပြီးပြုတ်ထားတဲ့အရွက်တွေထည့်မယ်ပြီးတော့အရှားတာအတွက်ပဲညံမြရေးလေးနည်းနည်းလေးထပ်ထည့်မယ်အဲ့ဒါဆိုရင်ပေါ့ငံအနက်အရတာအားလုံးပြည့်စုံသွားတယ်အဲ့ပြီးထမင်းလေးထည့်ပြီးထမင်းကတော့နည်းနည်းလေးပဲထည့်ရုံပဲသူကကြိုက်လုံးတော့နှစ်ပတ်တစ်ခါတော့လှုပ်ခိုင်းတယ်ကိုကလေးကမလာရှန်ကောလေးကြိုက်တယ်lunch box ကိုဘာထည့်ရမလဲစဉ်းစားခက်နေဒီလိုမျိုးလာထည့်ပေးလိုက်နော်ကြိုက်ကိုကြိုက်ကြမှာချက်ဖြင့် comment လေးလာရေးပေးကြနော်